မင်္ဂလာပါဒီနေ့မှာตัวการะနဲ့ပတ်သက်တဲ့ပုံစံ၄မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်ပထမตัวการะကြတော့ဒီအပေါ်မှာကြည့်ပါနံပါတ်1ရှိမယ်2ရှိမယ်3ရှိမယ်4ရှိမယ်ပထမตัวการะကြတော့သူကတလုံးတည်းရှိတဲ့ตัวการะသူကပါရှိလဲဆိုတော့ဒီမှာဝေါ်ဝယ်ရှိမယ်အပေါ်မှာမိုက်ထန်တစ်ခါရှိမယ်เนาะဆိုတော့ B တလုံးရှိမယ် B တလုံးရှိတယ်เนาะဒါ B တလုံးနဲ့ရှိတဲ့ตัวการะနံပါတ်2မှာကြတော့သူကနှလုံးရှိတယ် B နှလုံးနဲ့ตัวการะဒီမှာကြည့်ပါဒီအနောက်မှာဆိုရင်ထော်တဟာနဲ့ရောတွေအပေါ်မှာမိုက်ထန်တစ်ခါရှိတယ်ဒီနှလုံးဘူးမှာဒါဒီနှလုံးကိုตัวการะလို့ခေါ်တယ်เนาะအပေါ်မှာကြတော့နံပါတ်1မှာကตัวการะတစ်လုံးတည်းရှိတဲ့ตัวการะဒီနံပါတ်2မှာကြတော့နှလုံးဘူးရှိတဲ့ตัวการะပြီးရင်နံပါတ်3ပုံစံနံပါတ်3ပုံစံကြတော့သူကဒီ B တစ်လုံးရှိမယ်ပြီးရင်တရတစ်လုံးရှိမယ်ပြီးရင်အပေါ်မှာဒီမိုက်ထန်တစ်ခါရှိမယ်ဒီမှာကြည့်ပါဒေါ်ဒိတ်စရအီအပေါ်မှာမိုက်ထန်တစ်ခါရှိသေးတယ်เนาะဒါကိုလည်းตัวการะနောက်တစ်မျိုးဖြစ်ပါတယ်ဒီအပေါ်ဆုံးကအဟာကိုမိုက်ထန်တစ်ခါလို့ခေါ်တယ်เนาะဒီအလုံးပေါင်းမှတာအကောင်လုံးကตัวการะလို့ခေါ်တယ်သူတလုံးတည်းဆိုရင်ကျွန်တော်တို့ဒီမိုက်ထန်တစ်ခါလို့ခေါ်တယ်เนาะသူရဲ့ပုံစံကဒီလိုပါเนาะဒါဆိုရင်မိုက်ထန်တစ်ခါเนาะဒါပေမဲ့အခုဒီမှာကျတော့ဒေါ်ဒေရှိတယ်စရာအီရှိတယ်ဒါဒီအလုံးပေါင်းကိုကျွန်တော်တို့ตัวการะလို့ခေါ်တယ်ဒါကတတိယပုံစံเนาะပြီးရင်နံပါတ်4ပုံစံကိုကြည့်မယ်နံပါတ်4မှာကျတော့သူကအလယ်မှာရှိတာစာလုံးပေါင်းရဲ့သူကအလယ်မှာရှိတာเนาะသူကဘယ်နေရာမှာပဲရှိမှာပဲရှိနောက်မှာရှိအလယ်မှာပဲရှိပေါ့เนาะဒါပေမဲ့သူကိုအတန်ထွက်လုံးဝဖတ်စရာမလိုပါဘူးပါအောင်ပဲရေးပေးရတယ်เนาะဒါကနောက်ဆုံးပုံစံဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပထမဆုံးပုံစံကိုကြည့်မယ်สัตว์อ่านว่าสัตว์ဒီอ่านว่าဆိုတာကဖတ်တဲ့တန်ဖတ်မယ်လို့လည်းပြောလို့ရတယ်เนาะสัตว์ကိုสัตว์လို့ဖတ်မယ်သူဘာကြောင့်ဒီမှာတော့ဒီနဲ့ပေါင်းပြလဲဆိုတော့ဒီစောအာတောสัตว์နဲ့စောအာဒေါ်สัตว์ဆိုတဲ့အတန်ထွက်ကအတူတူပဲเนาะအတန်ထွက်အတူတူပဲဒါမျိုးရေးရင်ဒီတောတောင်နဲ့ရေးပေးရတယ်စောအာတောสัตว์สัตว์တဲ့လားဒီဝေါ်ဝန်ကလန်ကိုကျွန်တော်တို့ပေါအောင်ဖတ်စရာမလိုဘူးเนาะဒီအနာဝတ်ตัวကလန်ကိုပေါအောင်ဖတ်စရာမလိုဘူးရေးတဲ့အခါပဲပေါအောင်ရေးပေးရတယ်ဒါကိုကျွန်တော်တို့မှတ်ထားရမယ်ပြီးရင်มนุษย์อ่านว่ามนุษย์รถยนต์อ่านว่ารถยนต์รถยนต์ကိုรถยนต์လို့ဖတ်မယ်นารายอ่านว่านารายสวรรค์อ่านว่าสวรรค์ဒါကဒီတလုံးတည်း B တလုံးတည်းရှိတဲ့ตัวการะဖြစ်ပါတယ်เนาะဒီအောက်မှာကျတော့နှလုံးဘူးตัวการะเนาะနှလုံးဘူးตัวการะဆိုတော့ထော်ทหารรอเรือตัวการะเนาะနံပါတ်1ကိုကြည့်လိုက်เนาะจันอ่านว่าจันแต่ละအနောက်မှာထော်ทหารရှိတယ်รอเรือရှိတယ်ပြီးရင်အပေါ်မှာမိုက်ထန်တစ်ခါเนาะဒါတွေအားလုံးကိုตัวการะလို့ခေါ်တယ်ပြီးရင်ปัญหาชาวอ่านว่าปัญหาชาววิทยาศาสตร์อ่านว่าวิทยาศาสตร์สัญลักษณ์อ่านว่าสัญลักษณ์对လားဒီနောက်မှာဒါตัวการะနှလုံးရှိတယ်เนาะตัวการะနှလုံးရှိတယ်ဒါကဒုတိယပုံစံပြီးရင်တတိယပုံစံကိုကြည့်မယ်တတိယပုံစံကတော့ဒီမှာပြထားတဲ့အတိုင်းပဲเนาะသူက B ရှိတယ်တရရှိတယ်မိုက်ထန်တစ်ခါရှိတယ်သုံးမျိုးပေါင်းကိုตัวการะပေါ့เนาะเกียรติศักดิ์อ่านว่าเกียรติศักดิ์ဒါကဖတ်တဲ့ပုံစံเนาะဒီဘက်ချမ်းကအရေးတဲ့ပုံစံဒါကိုကျွန်တော်တို့ကမှတ်ထားရမယ်เนาะบริสุทธิ์อ่านว่าบริสุทธิ์เปรมปรีอ่านว่าเปรมปรีกาลสินธุ์อ่านว่ากาลสินธุ์พืชพันธุ์อ่านว่าพืชพันธุ์เนาะတတိယပုံစံကတော့မှတ်မိတယ်เนาะတတိယပုံစံကြတော့ဒီမှာ B ပါမယ်တရပါမယ်မိုက်ထန်တစ်ခါပါမယ်ဒီသုံးခုပေါင်းကိုဒါကตัวการะလို့
ခေါ်ပါတယ်အပေါ်မှာနံပါတ်1ပုံစံနံပါတ်2ပုံစံဒါကနံပါတ်3ပုံစံပြီးရင်နောက်ဆုံးပုံစံတစ်မျိုးကနံပါတ်4သူကအလယ်မှာရှိတာ cop อ่านว่า cop အလယ်မှာရှိတာเนาะဒါမဲ့ပေါအောင်ဖတ်စရာမလိုဘူးပြီးရင် concert อ่านว่า concert chalk อ่านว่า chalk form อ่านว่า form แต่ละ form မှာအမှန်မှာက for or more form ဒါသူရဲ့အတန်ထွက်ပေါ့နော်ဒါပေမဲ့ရေးတဲ့အခါမှာဒီအလယ်မှာကြတော့L'Oreal ကလန်ထည့်ပေးရတယ်တလားရေးတဲ့အခါမှာ form ပြီးရင်สารอ่านว่าสารအားလုံးမှတ်မိလားမသိဘူးเนาะဒါကိုကျွန်တော်တို့ဒါမှတ်ထားမဲ့စကားလုံးတွေဖြစ်ပါတယ်เนาะလွယ်လွယ်ကူကူနဲ့အလွတ်ရေးလို့မရဘူးเนาะဟိုထိုင်းလူမျိုးတွေတောင်မှเนาะတုံးတက်ုံနဲ့အလွတ်ရေးလို့မရကြဘူးเนาะစာဖတ်တတ်များတဲ့ခါကျရင်ကျွန်တော်တို့ဒီမှတ်မိလာလိမ့်မယ်ဖတ်တတ်များရင်ရေးတတ်များရင်တဖြည်းဖြည်းနဲ့ဟိုမှတ်မိလာလိမ့်မယ်เนาะ